ဒီနှစ်တကြံမှာရေပဲစုမှာလားရင်မခုံရမှာလားရင်ခုံကြကောင်းတဲ့အချစ်ဇလန်းလေးနဲ့ကြုံရဖို့ရှိလားဆိုတာကိုသိချင်လားအားလုံးပဲမင်္ဂလာပါရှင်တဲရောမိုင်အီမီကိုကနေကြိုဆိုလိုက်ပါတယ်ဒီနေ့အတွက်ခေါင်းစဉ်လေးကိုတော့ဒီနှစ်တကြံမှာဘယ်လိုမျိုးရင်ခုံကြကောင်းတဲ့အချစ်ဇလန်းလေးနဲ့ကြုံရဖို့ရှိလဲဆိုတာကိုကြည့်ပေးထားပါတယ်ပေါ့နော်ဆိုတော့အပျော်လေးပေါ့ entertainment သဘောမျိုးနဲ့လည်းဝင်ပြီးတော့ကြည့်လို့ရပါတယ်ဒါလေးကတော့ပိုင်း1ပိုင်း2ပိုင်း3ပါရှင်personal reading မေးချင်တဲ့သူတွေ tarot မေးချင်တဲ့သူတွေမေးခွန်း3ခုကို9000နဲ့လာမေးလို့ရပါတယ် Fiverr Telegram ကနေ voice mail နဲ့တိချာလေးဟောပြပါတယ်เนาะပါဝမ်းလေးအားလုံးပဲမင်္ဂလာပါရှင်ဒီမှာလာပူပူလေးเนาะဆိုတော့ပါဝမ်းလေးစီရောက်လာမဲ့သူကလူကြားထဲမှာဩဇာရှိပြီးတော့အရှိန်ဝါရှိတဲ့သူမျိုးဖြစ်တယ်သူကလေအရန်တော့ classy ဖြစ်တယ်ပေါ့เนาะတည်ငြိမ်တဲ့ lifestyle တစ်ခုကိုပိုင်ဆိုင်ထားတယ်သူကပိုင်ဝမ်းလေးကိုကလေးလေးတယောက်လိုမျိုးဂရုစိုက်ပြီးတော့လမ်းမှန်ကိုပြပေးနိုင်မဲ့ high value woman တို့ man တို့ပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်တယ်ဆိုတော့စိတ်ကစားတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုတမိုးထားပေးမဲ့သူနောက်တစ်ခုကသူ့ရဲ့ဒီမိသားစုနောက်ခံ background ကလည်းပေါ့နော်အရန်တောင့်တင်းတဲ့သူတွေမှာပါနိုင်တယ်ပေါ့နော်ဆိုတော့okay သူကပိုင်ဝမ်းလေးစီကိုဒီမှာမြင်းစီးပြီးတော့လာတာပေါ့နော်အဲ့လိုမြင်းစီးပြီးလာတဲ့မင်းသားလေးလိုပဲမင်းသမီးလေးလိုပဲရောက်လာတော့မယ်လို့မြင်တယ်ဆိုတော့တကြံအတွင်းမှာတကြံတွင်းရဲ့ပေါ့နော်ငကိုတွေကမှာပျော်ရွှင်စရာကောင်းတဲ့အငွေသက်တွေကြားထဲမှာသူကပိုင်ဝမ်းလေးကိုအရန် emotional ဖြစ်စေမယ်ချင်းကပ်မှုမျိုးနဲ့ပေါ့နော်ရင်ခုန်စိတ်လှုပ်ရှားစေမယ်ချင်းကပ်မှုမျိုးနဲ့ရောက်လာလိမ့်မယ်လို့မြင်တယ်မထင်မှတ်ထားတဲ့နေရာတစ်ခုမှာအဲ့လိုစကားတွေပါပြောရင်းနဲ့မှာပေါ့နော်အဲ့လိုသူပေးတဲ့ feeling ကကွာပိုင်ဝမ်းလေးကိုတသက်လုံးမေ့လို့ရမှာမဟုတ်ဘူးအဲ့လိုမျိုးတသက်လုံးမေ့လို့မရမယ့်ရင်ခုန်တန်တွေကိုပြီးမှာဆိုတော့သူ့ရဲ့စကားပြောပုံသူ့ရဲ့အပြုအမူတွေကပေါ့နော်ပိုင်ဝမ်းလေးအတွက်အရန်ကို romantic ဆန်နေလိမ့်မယ်လို့မြင်တယ်ဆိုတော့တချံပြီးသွားရင်လည်းဟို 10 of caps เนาะတချံပြီးသွားရင်လည်းပိုင်ဝမ်းလေးရဲ့အခြေကြီးကတကယ်ကို happy ending ဖြစ်ပါဆိုခဏတာတွေ့တာမျိုးမဟုတ်ဘဲနဲ့တယောက်ကိုတယောက်ပေါ့ဒီ daily routine တွေကိုမျှဝေပြလိုက်မယ် sharing လုပ်ပြလိုက်မယ်မိသားစုဝင်အထိပေါ့နော်အတိမတ်ပြွားလောက်တဲ့အထိရောက်သွားနိုင်တယ်ဒါမှမဟုတ်တကယ်ကိုပြည့်စုံတဲ့ချစ်ချင်းမြတ်တာမျိုးကိုတကြံအတွင်းမှာပိုင်ဆိုင်ရလိမ့်မယ်လို့တော့မြင်တယ်ပေါ့နော်ဆိုတော့စိတ်ထဲကနေတောင်းတနေတဲ့တည်ငြိမ်ပြီးတော့အေဂျင့်နဲ့ပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကိုဒီတကြံအတွင်းမှာတွေ့မဲ့သူနဲ့တိဆောက်နိုင်လိမ့်မယ်လို့မြင်ပါတယ်ပိုင်ဝမ်းလေးအားလုံးပဲကြည်လက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ပထမဦးဆုံးပိုင်တူးလေးတွေထဲမှာလေစင်ကယ်လေးရှိလားဒါမှမဟုတ်ရင်အဲ့လိုမျိုးအေးဆက်တဲ့ဆက်ဆံရေးတစ်ခုတွေမှာပိတ်မိနေတဲ့သူတွေရှိလားပေါ့နော်အဲ့ဒီလူတွေနဲ့ပို့ပြီးတော့ energy လေးကိုက်လိမ့်မယ်လို့ထင်တယ်ပိုင်တူးလေးစီရောက်လာမဲ့သူကတကယ်ကိုအလုပ်ကြိုးစားပြီးတော့အောင်မြင်မှုအသီးအပွင့်တွေကိုခန်းစားနေရတဲ့သူပါသူကအဲ့လိုစိတ်ကူးရင်သမားမဟုတ်ဘူးပေါ့နော်လက်တွေ့သမားအခြေခိုင်မိသားလူပေါ့ကိုပိုင်အောင်မြင်မှုနဲ့ရက်တည်မှုတစ်ခုကိုတိဆောက်ထားနိုင်တဲ့သူစကားတွေအများကြီးမပြောတတ်ဘူးသူအပြုတ်အမူတွေအပြောဆိုတွေမှန်သမျှကပိုင်တူးလေးအတွက်အရန်ကိုရင်ခုန်ရမှာเนาะသူကလေအဲ့လိုအစင်တန်းတစ်ခုတော့ရှိတယ်လို့မြင်တယ်အနေထားတစ်ခုတော့ရှိတယ်လို့မြင်တယ်ပေါ့เนาะသူကပိုင်တူးလေးရဲ့အနာကိုအဲ့လိုမျိုးအရန်ကိုနူးညံ့တဲ့ပုံစံမျိုးနဲ့ရောက်လာလိမ့်မယ်သူကပိုင်တူးလေးကိုစတွေ့ကြတဲ့ကစိတ်ဝင်စားသွားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အဲ့လိုတစိမ့်စိမ့်ကြည့်ရင်းနဲ့မှသဘောကျလာတာပေါ့เนาะသူ့ဘက်ကသူ့ရင်ထဲကလာတဲ့ခံစားချက်တွေကိုအပြုတ်မူလေးတွေနဲ့စပြီးတော့အကြည့်လေးတွေနဲ့ပေါ့เนาะအဲ့လိုမျိုးလက်အမူရလေးတွေနဲ့စပြီးတော့ချင်းကပ်လာလိမ့်မယ်လို့မြင်တယ်ဆိုတော့မထင်မှတ်ထားတဲ့အခိုက်အတန့်လေးတစ်ခုပေါ့เนาะအမှသူပေးလိုက်တဲ့ရှင်ခုန်တန်လေးကပိုင်တူးလေးရဲ့တကယ်ကိုအေးဆက်နေတဲ့၆သွေးနေတဲ့နှလုံးသားကိုရေလောင်းပေးတယ်လို့ပဲတကြံရေနဲ့လောင်းပေးလိုက်တယ်လို့ပဲအဲ့လိုခံစားချက်မျိုးရလိမ့်မယ်လို့မြင်တယ်ဒါပေမဲ့တခုရှိရာကတကြံအပြီးမှာပိုင်တူးလေးကိုအဲ့လိုမျိုးအတီတကြပတ်သက်ဖို့ဆိုလို့ရှိရင် तू ကစဉ်းစားအောင်မဲ့သဘောမှာတော့ရှိတယ်ဒါမှမဟုတ်ရင်ပိုင်တူးလေးဘက်ကပဲသွားပြီးတော့ရှော့လိုက်လားမသိဘူးเนาะဒီလားโอเคတကြံတွဲမဲ့ပြီးရင်တော်ပြီဆိုပြီးတော့ပဲစဉ်းစားထားလားမပြောတတ်ဘူးเนาะဆိုတော့ဟိုဘက်ကအဲ့လိုမျိုးလုပ်တဲ့ခါကျဟိုဘက်ကဟက်ကော်ကြီးကြံခဲ့ရပေါ့เนาะအဲ့လိုပုံစံမျိုးလေးရှိရပေါ့เนาะဖြစ်နိုင်တယ်ပေါ့ဆိုတော့တကြံအပြီးဆက်ဆံရေးကတော့တိတ်ပြီးတော့ခိုင်မာမှုမရှိသေးဘူးလို့မြင်ရတယ်เนาะဆိုတော့နားလည်လိမ့်မယ်လို့ထင်ပါတယ်ပိုင်တူးလေးအားလုံးပဲကြည့်နေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ပိုင်တူးလေးအားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ပိုင်တူးလေးတွေဒီနှစ်တကြံကလေပိုင်တူးလေးတွေရဲ့ဘဝကိုတဆစ်ချိုးပြောင်းလဲပြီးမဲ့
အချစ်မျိုးယူဆောင်လာပေးလိမ့်မယ်လို့မြင်တယ်ပိုင်သွေးလေးစီရောက်လာမဲ့သူကအမြဲတမ်းအဲ့လိုအရှိကိုပဲကြည်တတ်တဲ့သူပေါ့နော်အနာဂတ်ကိုကြည်တတ်တဲ့သူရေရှည်စဉ်းစားတတ်တဲ့သူရီမန်းချက်တွေကြီးမားတဲ့သူသူကအဲ့လိုနယ်ပယ်တစ်ခုခုမှာအောင်မြင်ပြီးသားလူပေါ့နော်သူရဲ့ lifestyle ကအရန်အဲ့လိုမျိုးခင်မီရပေါ့အဲ့လို international sun နဲ့ပေါ့နော်အဲ့လိုခင်မီရတဲ့မှာပါတယ်အဝေးတနေရာကနေပိုင်ကျွေးလေးရှိတဲ့ကဘာတွေကိုတမင်တက်တက်အဲ့လိုမျိုးတကူးတကခြေလန်းလှမ်းပြီးတော့လာမဲ့သူမျိုးစွန့်စားရတာကြိုက်တဲ့သူမျိုးပါဆိုတော့လေဘယ်လိုခံစားရလဲဆိုတော့တကြံအပြင်ထွက်မဲ့သူတွေအတွက်ဆိုလို့ရှင်ကွာ तू ကအဲ့လိုမျိုးအဝေးရပေါ့နော်ဟိုပိုင်ကျွေးလေးရှိနေနေရမှာမဟုတ်ပဲねအဝေးရလာတဲ့လူဖြစ်ပြီးတော့အပြင်မထွက်မဲ့သူတွေအတွက်ကြတော့လေ line ပေါ်ကစုံစည်းရတတ်တယ် oh my god ဒီမှာ the lovers ပေါ့နော်ဆိုတော့တကြံအတွင်းမှာပိုင်ကျွေးလေးနဲ့သူနဲ့ကအဲ့လိုမီးတောင်းနဲ့စီနဲ့လိုပဲတွေ့လိုက်တာနဲ့အရန်ကိုဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်တိုက်ဆိုင်မှုတစ်ခုဆိုတာထက်ကိုပို့တယ်လို့စိုးမိတ်လူမျိုးတောင်ပြောလို့ရတယ်လူတွေရဲ့လူတွေအများကြီးကြားထဲမှာကွာသူနဲ့ဆုံလိုက်ရတဲ့ခံစားချက်ကကဘာပေါ်မှာသူနဲ့ကိုနဲ့နှစ်ယောက်တည်းရှိနေတယ်လို့မျိုးကွာအဲ့လိုအရန်ကြည်နူဖို့ကောင်းနေလိမ့်မယ်လို့မြင်တယ်တယောက်ကိုတယောက်စတွေ့တဲ့ကစကားတွေအများကြီးပြောစရာမလိုပဲနဲ့ရင်ခုန်တန်ချင်းထပ်တူကြသွားလိမ့်မယ်လို့မြင်တယ်ပေါ့နော်ဆိုတော့တကြံပြီးသွားရင်လေသူကပိုင်သွေးလေးရဲ့အနားမှာအမြဲတမ်းတော့ရှိနေပြီးမှဆိုတော့ပိုင်သွေးလေးစိတ်တက်ကြတဲ့အခါတိုင်းအထီးကျန်တဲ့အခါတိုင်းဒါမှမဟုတ်အခက်ခဲတစ်ခုခုရှိလာတဲ့အခါတိုင်းပေါ့နော်သူကလက်တွဲမဖြုတ်ဘဲနဲ့အကာအကွယ်ပေးမဲ့သူမျိုးဖြစ်လာလိမ့်မယ်ဆိုတော့ငါနာမှာမင်းရှိရင်အရာအလုံးအဆင်ပြေရဆိုတဲ့ခံစားချက်မျိုးတယောက်ကိုတယောက်အားကိုးပြီးတော့ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုပေါ့နော်အဲ့လိုမျိုးတိဆောက်သွားလိမ့်မယ်လို့မြင်ပါတယ်တခုတော့တတိထားရမယ်ပေါ့နော်ဘာလဲဆိုတော့တစ်ဖက်လူက single လားဟုတ်ဟိုပိုင်ရှင်ရှိလားပေါ့နော်အဲ့ဒါလေးကိုတစ်ချက်လောက်တော့တတိထားပြီးတော့စစ်ဆေးစေချင်တယ်ဆိုတော့ပိုင်တီးလေးအားလုံးပဲကြည့်နေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်